ညိုကီရဲ့မင်္ဂလာပါအခုဦးကျော်ကမင်းဆက်ပြီးတော့ Share Classic Model 2010 A11 license လေးနဲ့နော်ညိုကီတွေလေးလက်ဆက်တယ်ဟိုဒီနေ့ဒီကောင်ကဂျင်ပါဝါအေးတော့မှာလုံးဝဂျပန်အစ်စ်နော်လုံးဝမိုက်တယ်တန်နာထောင်ကြီးကီလိုကလည်း2000ကျော်နေပဲတန်တော့နောက်စီးစမ်းမှာပါဝယ်ခြင်းနဲ့စီအော်သေးတက်လေဘိန်းတစ်တယ်ဘိန်းတော်တော်လေးလက်ဆက်တယ်ဈေးရလဲ150တပတ်လဲနော်ညိုကီတို့150တပတ်လဲနော်ကာဗေတာဈေးတတာပဲရှိမယ်နော်ရှင်းတော့တရားလည်းမလို့ဘူးဒီကကြောရိုက်တဲ့လှတယ်နော်ညိုကီတို့နော်အဲဒီတိုင်းစီတန်းလေးကြံအောင်မယ်ဒီတော့လည်းလုံးဝရှင်းရှင်းကြတော့2010ပတ်ရထွက်တယ်2010နော်ဒီပနယ်ဝလေးလေးချုပ်ဝင်မယ်နော်ပနယ်ဝလေးချုပ်ဝင်မယ်နော်ညိုကီတို့ဈေးက150တပတ်လဲနော်150အောက်သွားမှာညိုကီတို့နော်အောက်150အောက်အောက်ကိုပြောင်းရောင်းနေမယ်ညိုကီတွေဘယ်လိုကြလာလို့ကြပဲလေဒီချီကဇင်းမြေမိုးတယ်ကီလို2800ဘယ်ဇင်းမြေမိုက်တယ်စပလန်လေးပါလှည့်တာပါရောမအောင်ငါတို့တစ်ဟောရှေးနော်အားလုံးမင်္ဂလာပါ